brother တို့ကအားကက်ကင်ပြီးတော့ဒီလိုမျိုးဝဲဟင်းမရိုင်းနိုင်သေးဘူးဆိုရင် brother တို့ကစောင့်ရင်ကျန်းတဲ့အားကက် player မဖြစ်သေးဘူးဗျာဒီမှာဆိုရင်ကြည့်လိုက်9ယောက်တယောက်တွေပါဝင်ပြီးတော့ကျုံးတာဗျာဒီလိုမျိုးစောင့်ရင်ကျန်းရှင်တော့ကျွန်တော် item နဲ့ emblem လေးကိုပြပေးမယ်ဗျာဒီ item နဲ့ emblem နဲ့ဆော့ထားတာပါဒီပွဲမှာအဲ့တော့ပွဲထဲကိုတစ်ချက်လောက်ကြည့်လိုက်မယ်ဗျာအားလီမှာအကုန်လုံးကငါ့ကိုတစ်ခါဝိုင်းပြီးတော့တတ်ထားတာကွာအဲ့တော့မင်းတို့မချင်တဲ့ကိုလာလေးစမ်းမင်းလားကွာဘယ်လားတွေဟလားတော်ကြီးကိုမာနေတဲ့ကောင်ဆိုတာမင်းလားဒါတော့မှ mid game လောက်ပဲရှိသေးတယ်နော်မင်းတော်ကြီးကိုပုံထားနေဘေးပြေးမှလေကွာမင်းဘေးပြေးမှလေကာကူရာလည်းလှုပ်ချင်လိုက်လှုပ်ပြီးထွက်ပြေးလို့ရမလားကွာညီမလေးရာလာခဲ့လိုက်ကိုကြီးရဲ့ဓာတ်အောင်မြည်ကြီးလိုက်ဟလားခင်းစမ်းက PD5 နဲ့ခဲသွားတာပါလေနော်ဒါပေမဲ့ကိစ္စမယူ EC လေးပဲစော့မှာနော်ကိုရှင်ကလည်းမြန်မာလူကြီးဗျာကေးလာပြီးနေတာတခင်းစမ်းပြေးလွတ်နေတာကိုဝင်ပြီးတော့ရိုက်ပါသေးတယ်တဲ့နော်တခြားကောင်သွားလို့အားကဲကိုလာမလုံးနဲ့တခင်းစမ်းဘယ်ရောက်သွားတာလဲမသိဘူးခဏငါမြင်နေတယ်အော်ဒီမှာဒီကောင်ကဘတ်စားနေတာလားလာခဲ့လိုက်မှာစကီးဝမ်းလေးနဲ့ဘေးပြီးမှလည်းမင်းရမြကိုဝါးတွေပါအကုန်ခုတ်မှာနော်သဘောပေါက်လားအားကဲ AD ရှိရင်တကောင်မှစောက်ယူမဆိုင်ဘူးအဲ့လေအဲ့လိုပြောလို့လေစောက်ကြီးစောက်ကျဲလို့မထင်လိုက်ပါနဲ့ဗျာကျွန်တော်ကစောင့်ရင်ချိုးလို့ပါကိုရှင်ကလွတ်သွားပြီကွာကာကူရာပါညာရှိတယ်ကိုရှင်မင်းပြင်းလွတ်နေတာအကုန်လုံးစောက်ဝက်တွေရွေရိုက်မှာကွာဒါတွေလေးပါလေးကူလိုက်အောင်မယ်ကွာကိုရှင်ရှိတယ်ဆိုတော့လေပြီးတော့ဒီကောင်ကဒါတွေပဲကောက်သွားရင်ကိုရီဖမ်းမင်းကနည်းနှိမ့်သွားမှာလားလို့နော်ဒီဘက်လေးကိုစားလိုက်မယ်ကွာတွေ့လားကိုရှင်ကမပြောမဆိုနဲ့လာပြီကွာမင်းကိုလောက်ခတ်ထားလိုက်မယ်ဟလားစကီဝမ်းလေးစကီတူမင်းရမြစကီဝမ်းတော့300မလို့ငါစီခုံဝင်လာတာပါတဲ့နော်မြန်မာလူကြီးကွာအားလုံးနာပါတယ်ကွာဒါပေမဲ့အားကကျန်းအောင်လို့ကွာအဓိကဗာလဲဖမ်းရမှာအဲ့တော့မစ်လိန်နေပါနားမလဲဘူးအကုန်ဖမ်းမှာဟလားဗလားတွေကငါ့ကိုလာပြီးတော့မင်းကဘာမှခုတ်ချင်တာလားခုတ်ချင်တာလားညီလေးခုတ်ချင်တာလားဟာရအေဒီမရှိတော့ကာကူရာလာနိုင်သွားတာမင်းတွေးမယ်မီယာဘလင်းလည်းမပါဘဲနဲ့လင်းကိုလာပြီးတော့စပလစ်နေတာလားစောင်းခွဲတွေပဲတဲရိုက်ပေးလိုက်မယ်လာခဲ့လိုက်မင်းရမြကွာအားကြောက်လာပြီးတော့ရှင်ပြည့်ရတာဆိုတော့ငါအံ့ဩတယ်ကွာတော့မြင်မြန်လို့ကူရှင်ဝင်ကောက်သွားလိုက်မယ်အမှလာပြီးပြောရင်းဆိုရင်းနဲ့ဟာလားဒီလားတို့ရဲ့တကောင်လေးဘာလာလောက်တာတော့မင်းဘာလာလောက်တာတော့မင်းဘက်ကတွေပါခေါ်လာခဲ့လိုက်မင်းထဲမှာတဲ့ကောင်တွေပါရှိရင်လေလာပြီးတော့ရိုက်ခိုင်းလိုက်ကွာအကုန်လုံးတီးထုတ်ပေးလိုက်မယ်ဘလူးဘက်မှာစောင့်နေမယ်ကွာကူရှင်လေးလာလိုက်မှလားဖန်ကူတွေပါမရှိတော့ဆိုတော့လာခဲ့ကွာမစကေးတူးလေးနဲ့စောက်ဝဲကိုတစ်ချက်ပဲရိုက်မယ်ဟလားအများကြီးမရရလက်ညောင်းလို့ဟလားအဲကောင်မကဆွဲလိုက်စမ်းအဲလေမင်းမိရောလေငါစောက်ဝဲတွေကြီးကိုတဲပြီးတော့ရိုက်ပေးမှာမင်းကတော်မာနေတာဟလားသုံးကောင်တစ်ကောင်လာခဲ့လိုက်အကုန်လုံးရိုက်မှာမီးကပြေးနေတာရောက်ရေးပြေးနေတာလှုပ်ချင်တိုင်းလှုပ်ပြီးပြေးနေတာပါတဲ့နော်ဖန်ကွာဝင်းနာခေါင်းလေးပါခဲကုန်ပြီမီးက AD ပြီးသွားပြီတည်င်းတီးကြရတာတဲ့ကွာကျွန်းလာတဲ့ကောင်ခုံးပါလား AD မရှိလေဖြစ်တယ်လာခဲ့လိုက်ကောက်ကူကကျွန်းလာတာပါတဲ့မင်းကျွန်းလာတာလားရောမင်းကမြန်ငါ့ကိုလာပြီးတော့ငါလူလှုပ်ချင်တာလားငါ့ကိုရင်ကြော်မရမယ်ဟလားပေါ်လေးတာဝါလေးပါလေးချိုးမယ်ဘာလို့မှလဲမင်းတို့က 3%1 5%1 တခင်လာခဲ့လိုက် AD ပိုက်ခွင့်ပြီးအကုန်ကျုံးမှာမီးကဘာလုပ်ချင်တာတော့နောက်နေပြစ်ချင်တာလားဟမ်မင်းမလွယ်ဘူးလေဘာလုပ်ချင်တာတော့ကာကူလာငါ့ကိုတက်လို့ရမယ်ထင်နေလားဟလားဘယ်လောက်လွယ်ရင်အားကက် player ဖြစ်လာမှာမဟုတ်ဘူးကွာမင်းတို့ကောင်တွေအကုန် white out သွားပြီဆိုတော့တာဝါလေးကို easy လေးပဲချိုးလိုက်မယ်ကွာလေ brother တို့ကကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတက်တယ်ဆိုရင် like and subscribe share လေးတွေနဲ့ကူညီပေးခဲ့ကြပါအောင်ဗျာအဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ချင်ပါသေးတယ်အားလုံးချစ်ပါတယ်ဗျာ bye bye ပါ